artist တယောက်ကသူ့သချင်းကိုသူထွက်တယ်Facebook ကရောင်းမယ်သို့မဟုတ် streaming သွားမယ်ပြီးလို့ရှိရင်သူ့လောက်ကဘာလုပ်ရမှာလဲ show ဆိုပဲရှိတော့တယ်သူဘယ်ကနေသူပတ်စံသူအင်္ဂန်းသူရမှာလဲခုနဟာတွေကသူ့ကိုနောက်ထပ်သချင်းကိုထပ်လုပ်ဖို့အတွက်လုံလောက်တဲ့ပုံမှုမပေးနိုင်ဘူးမဆိုးပါဘူးကြာပြီမပြောဘူးဟိုတက်ပြောလိုက်တော့သူထပ်ဆိုဖို့သူထပ်လုပ်ဖို့အတွက်ကကြတော့သူ့ဟုတ်တယ်အရင်အားပေးကြတယ်ဟာမီလီယံချီပြီးတော့ view လေးတက်လာတာတမျိုးပေါ့တပုံထဲကလို့တက်လာနိုင်တဲ့တမျိုးပေါ့ဆိုတော့သူ့ရဲ့ထပ်လုပ်ဖို့ show business သူလုပ်ရမယ်လုပ်ဖို့လုပ်ရမယ်အဲ့လိုပဲခုနကမှကျွန်တော်ဒီချက်ရောင်းတာတော့ logo လေးဟို copy ကွက်လေးတို့သူနဲ့ပတ်သက်တဲ့ခုနကဂီတာဟို pick လေးတွေတို့follow မှာလက်မှတ်ထိုးပြလက်ဆောင်ပေးတာတို့ဒီလိုဟာမျိုးတွေကကိုပြည့်တဲ့နဲ့ကိုခုနကပြောသလိုပေါ့ဟိုအခွေထောတော့မှသူပြောသလို post ကောက်နေတာလည်းမဟုတ်ဘဲနဲ့ဒီပြန်ဆက်ပြောရရင်တော့ကိုအခွေတခွေစတယ်ကြဲဟိုကဒါတွေက record ရှိရတယ်ဘာလို့နေလဲဒီလေးဆိုပြောမယ်ဟာကျွန်တော်တို့ဟို general record ကနေနောက်ထပ် level တစ်ခုတည်းအရင်တော့ဒီလေးလိုတင်ပါတယ်အသိပြောင်းနေကျွန်တော်စာရုပ်ချုပ်စာရုပ်ပတ်သူတို့ချုပ်အောင်ရှိသေးတယ်တို့စနေပြီဒီကလေးကဘယ်လို music type တွေလာလဲ already တွေလာပတ်ငါ pop လာပါလာပဲအဲ့လို design တက်လာပြီးတဲ့ဟာကြတော့ဟိုခုနကလိုပေါ့လောက်ထားတဲ့ဟာကိုလည်း record ရှိပြီးတော့ပြန်ကြည့်ရင်လည်းဒီတယောက်ကဒီဆိုတော့ဘယ်ကနေတက်လာလဲဆိုရင်ဟိုဒီကနေ design တက်လာပါလို့ကိုတို့ပြန်မြင်ရလို့တချင်ချင်းမှာဒီလို show တွေပါထက်လို့လာရင်လည်းသူ့အတွက်ပေးသက်ကဒီဆောက်ပြီးသားရှိလာတယ်ဝုန်းနဲ့ဒီနေ့ဘန်ကောက်ပဲနောက်နေ့အခွေကောက်လို့ရှိရင်ဘယ်သူမှမလို့အကိုလည်းမသိနိုင်ဘူးအကိုလည်းဘယ်တော့မှလိုက်အကုန်လုံးလိုက်မကြည့်နိုင်ခုနကလိုတစ်ချက်မြင်လားမြင်ကောင်းမြင်နိုင်တယ်တော့ဒါတွေအကုန်လုံးကို step by step သူပြောဟာကျွန်တော်ခုနထပ်ပြောနေတာကဒီတောက်ဆောင်လောက်လာခဲ့တဲ့အလုပ်တွေကိုလည်း record ရှိနေတယ်ဘာလို့လဲဆိုတော့ဒီလိုဟိုတခြားဟို making နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေရောဆိုတော့တရားဟို biography ရောအများကြီးကြည့်ကြဘူးလေသူတို့ကဒါကြောင့်ငငယ်လေးကသူ့ပိန်လေးကင်မရာနဲ့ရဲရိုက်ထားတဲ့အယုတ်ကသာရှိတယ်ဒီမှာအဲ့အယုတ်မပြောနဲ့အကိုရည်စရာပြောမယ်ဆိုတော့တရားကသူတို့တချင်းကိုသူတို့ကမရှိခဲ့ဘူးအဲ့ဒါကနောက်တော့ကသူတို့ကိုလည်းဖြတ်သန်းလာတဲ့ live တွေသူတို့ကပြန်ပြရစီတာတစ်ချိန်ချင်းမှပြန်မေးစီတာပြန်ပြသူတို့ကမရှိဘူးအဲ့တော့ဒါလည်းနာမည် record လုပ်ပြီးတင်းနေတယ်တကယ်ကိုတင်းနေတယ်ခုနလုပ်တဲ့ show ဝဲလေ at least record လုပ်နေတဲ့ဘောက်လုပ်ထားတယ်ဖုန်းနဲ့ကြည့်တယ်နော်ဖုန်းနဲ့ကြည့်လုပ်ထားတယ်တကယ်ဟို PA ကနေထွက်တဲ့ mixing အမှန်ကန်ရကြမလို့ပေးတဲ့ audio ဆက်တန်းနဲ့ဖုန်းနဲ့လူရားလေးရိုက်ထားတယ်ဒါမျိုးကကို channel YouTube channel တွေရှိမယ်ကို account တွေရှိမယ်ဒါတွေကအများအား commercial တစ်ခုအနေနဲ့ကိုယ့်ရဲ့ activity တစ်ခုအနေနဲ့တင်နေတယ်ခုနကပြောသလိုဟိုပွဲဟိုလောကနေမှာအခွေထွက်ကနေမှာ post ကောက်တင်လာတဲ့ဆိုင်ဒါတွေကဟိုအမှန်တမ်းပြောတော့ plan လုပ်ရအောင်ပေါ့နော်ကိုတို့ဟို digital marketing လုပ်ခဲ့တဲ့ကားတွေတုန်းကလေ digital marketing လို့ဆိုနောက်ဆုံးဟိုလူတယောက်လည်းပြည်ဆိုင်ပြည်သူ့အတွက်ဒီတလာလုံးကိုဘာလုပ်နေဆိုတဲ့ plan ကဆွဲဖို့ဆွဲရတယ်ဒီလိုပဲအခွေထွက်မဲ့ဆိုတဲ့လူတွေပိုရှိတာပေါ့ဘာလို့လဲဆိုတော့တို့မှာသချင်းစုမယ်သချင်းတိုင်းမယ်ပြီးလို့ရှိရင်ဟိုသချင်းသွင်းမယ်ကာဝါအဒီဇိုင်းရလုပ်မယ်ဓာတ်ပုံတွေရိုက်ကြမယ်ဒါတွေအကုန်လုံး set အကုန်လာအောင်ပါလေဆိုတော့ဒါတွေ record ရှိတယ်နဲ့နောက်တစ်ခါခုနအမေကုန်းကိုပြန်ရောက်သွားရဆိုရင်ဒီ solo တွေကဒါတွေထွက်ပြီးလို့ရှိရင်တို့ဘယ်ကနေတို့အင်ကန်ပြန်ရမယ်ဒါ show ဝဲဆက်လုပ်ရဆိုဒီ show ဝဲအလုပ်က solo တွေတော့ကိုကျွန်တော်က support လုပ်ပေးဖို့အတွက်လုပ်ဖို့လုပ်ရမယ့်နေရာဖြစ်လာတယ်အဲ့တော့ show ကထွက်ကိုထွက်လာအောင်ဒီပြည်ကြီးနဲ့ပြန်ပြီးတော့